action ဆမလေးစားခြင်းနဲ့စက်သားနဲ့ပူပြီးတောချက်ရေလူချွမ်းလဲတော့တောက်စားလို့ရတယ်နိုင်ဗျာဆရာမလေးကနေနိုင်ကိုနောက်ပြီးတော့ပြောလိုက်တာနိုင်တကယ်ကြီးလှုပ်ချလာမှာလို့လေခင်ဗျားမထင်တာဘူးဆမလေးလေကျုပ်ဘာလို့လုပ်လဲဗျဆမလေးကစက်သားနဲ့ပူပြီးတောချက်လေးစားခြင်းနဲ့ဆိုကျုပ်ကိုယ်တိုင်မတည့်ရလို့ပူကောင်ပူလို့တစ်ဖက်နဲ့ခိုင်းလာတာနော်ခဲစီရလာတဲ့ချက်ကျုပ်ဘာအောင်ပတ်စားပါဆမလေးစားဟုတ်ပါတယ်အဲ့ဒါအကုန်လုံးလည်းဆရာမလေးကြားပြီးသွားပါပြီရှင်းကတကယ်ကိုနိုင်စိတ်ပဲနော်ဖြူဆိုင်ရပြောရမလားဆရာမရဲ့နိုင်ရလေသူထင်ရသူလုပ်တတ်တဲ့အမျိုးပါလို့ခုတော့လက်တွေ့ဆုံးလာပြီမလားကဲထူးတော့ပါအောင်ရှင်တောင်းတလို့ကိုတင်ပြလာတဲ့ခွေးရစက်သားလေးတွေလေးလေးစားလိုက်ကြတာပေါ့ဆရာမလေးလေးစားလေးဆရာမစားလို့မှဖြူစားလို့တော့ပါပေါ့ခဲပါဘူလိုက်နော်ဆရာမနဲ့ဆရာတို့စားတော့ဟာကြီးဆမတော်တွေကအာမနာဆမတော်ကျုပ်ကဆမလေးစားလို့ချက်လာတာဗျဆမလေးစားလို့ပြီးပါဆမလေးစားကျုပ်ပဲလာရတယ်နည်းနည်းပဲရတယ်ဆမလေးနည်းနည်းပဲထည့်ပြီးမှဆမလေးရတယ်ရပြီပါရတယ်နည်းနည်းပဲဆမလေးရတယ်ရပြီနိုင်ရတယ်ဒီပဲရတယ်လာဆမလေးရတယ်နည်းနည်းပဲရတယ်အာမနာရတယ်ဒီမှာဒီကောင်လေးစားလို့ကောင်းတယ်ဆမလေးမကြည့်ဒီလားရတယ်ဒီမှာဆာလို့စားဟာဟေးဘာလို့ဘာစားဘူးသေးလဲဟိုအဲ့လိုလည်းဆိုင်ဘူးဒီပဲစားပါဗျာအာအဲ့လိုကြီးရောနော်ဟုတ်ပြီအေးတော့ပါကြီးတောက်စားအေးတော့တော့တော့ချက်လေးနော်ဒီတော့ချက်လေး က